ဒီလ23ရက်နေ့မှာဖြစ်တဲ့ပြဿနာကစလင်းမြို့မှာ2ခုဖြစ်ခဲ့တာတစ်ခုကဖျားပေါ်မှာမူးရတောက်စားပြီးတော့ဖြစ်တဲ့ပြဿနာနောက်တစ်ခုကဖျားပေါ်မှာပဲမရင်းကျင်ပါတယ်ဆိုတဲ့ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့ပြဿနာပထမတစ်ခုကိုပြောပြချင်တာဖျားပေါ်မှာရက်သေးစားတောက်စားမူးယူတယ်ဆိုတဲ့အမှုသည်တကန့်မေးလိုက်တော့အဲ့ဒါဘာမှမဆိုင်ဘူးဒုတိယအမှုကိုသွားမယ် grade တန်းကျောင်းသူဒီ grade တန်းကျောင်းသူကိုဓမ္မကျင်တာကဖျားပေါ်မှာမဟုတ်ပဲနဲ့တိုက်ခန်းထဲမှာဒီကောင်မလေးကိုစိတ်ကြွစေတုံးပေးထားတယ်ထင်ပါတယ်ဗီဒီယိုထဲမှာမြင်ရတာတော်တော်ကိုဆိုးတယ်မကြည့်နိုင်ပါဘူးအများကြီးမကြည့်ဘူးအများကြီးလည်းမကြည့်နိုင်မကော့ယူမရလို့ကျွန်တော်ဖုန်းကိုကင်ပြီးတော့တောင်မှတခြားဖုန်းနဲ့ရင်းကောင်တွေဟာဆိုရင်အခု grade 10မှာမဟုတ်အဲ့ဒီရဲ့အရင်မှာလည်းမရင်းမှုနဲ့ရင်ဆိုင်မှုတယ်လို့သိရတယ်ဒါပေမဲ့တခုဒီကောင်တွေကဘာလဲဆိုရင်လုံးဝသူတို့ဘယ်သူပဲဝါဆိုတာကိုဖော်လို့မရဘူးဖြစ်နေတာသူတို့တွေကိုမျိုးမရဲစခန်းမှာဖမ်းထားတယ်ဆိုတော့သတင်းတိကျမှုကလည်းပြီးသူတို့ဘာကောင်တွေဘာလုပ်တဲ့ဘယ်မှာနေတယ်ဆိုတာတွေလုံးဝမသိရတာတော်တော်ဆိုးတဲ့အမှုပဲပြီးတော့ဘယ်လိုပဲနေနေတာဒီလိုနဲ့ပဲပျောက်ကွယ်သွားမယ်အမှုဖြစ်မယ်ထင်တာပဲကောင်မလေးကိုမူရစေတွေတုံးပြီးတော့ဒီလိုမျိုးလုပ်တဲ့အတွက်ကြောင့်မို့လို့စေးရုံတင်ခဲ့ရတယ်စေးရုံတင်ခဲ့ပြီးတော့တကယ်ကိုဖြစ်ပျက်ခဲ့တာအမှန်ပါအဲ့ဒီတော့